ရွက်စိတ်တွေဟာကမ္ဘာပေါ်မှာလူသားတွေထက်နှစ်ပေါင်းတန်းချီစောပြီးဆင့်ကဲရှင်သန်ခဲ့ကြတဲ့အင်းဆက်တွေဖြစ်ပါတယ်။သူတို့ရဲ့လူမှုဖွဲ့စည်းဟာလူသားတွေထက်ပိုမိုရှုပ်ထွေးပြီးအံ့ဩစရာကောင်းတဲ့အချက်တွေအများကြီးရှိပါတယ်။ဒီနေ့မှာတော့ပရွက်စိတ်တွေရဲ့ထူးခြားပြီးစိတ်ဝင်စားစရာကောင်းတဲ့နေထိုင်မှုပုံစံနဲ့အလုပ်လုပ်ပုံတွေကိုပြောပြပေးသွားမှာပါ။ဒါကြောင့်ဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်ပါနော်။ဗီဒီယိုလေးမစတင်မီကျွန်တော်တို့ရဲ့တုဒ္ဒဆုံ channel လေးကစိတ်ဝင်စားစရာတွေကိုတင်ဆက်ပေးနေတာကြောင့် subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့နော်။ဒါဆိုရင်စလိုက်ရအောင်။ပရွက်စိတ်အုံတစ်ခုမှာဘယင်မအလုသမားပွရွက်စိတ်နဲ့စစ်တီပွရွက်စိတ်ဆိုပြီးအခန်းကဏ္ဍအလိုက်တာဝန်တွေခွဲထားပါတယ်။ဘယင်မဟာဥပိုးတက်တာဝန်ယူပါတယ်။အလုသမားပွရွက်စိတ်တွေကတော့အစာရှာတာတွေအိမ်ဆောက်တာတွေတားပေါက်ပရွက်စိတ်လေးတွေကိုပြုစုစောင့်ရှောက်တာတွေကိုလုပ်ဆောင်ကြပါတယ်။ကျွန်တော်တို့လူတွေလိုပဲပွရွက်စိတ်တွေမှာလည်းဆက်သွယ်ရေးစနစ်တွေရှိပါတယ်။ပရွက်စိတ်တွေဟာအနံ့တက်ကနေဆက်သွယ်ကြပါတယ်။သူတို့ရဲ့ဖီရိုမုန်းလို့ခေါ်တဲ့ဓာတုအချက်ပြမှုတွေကိုအသုံးပြုပြီးအစာရှာဖွေရာလမ်းကြောင်းတွေအနေရသတိပေးချက်တွေကိုအချင်းချင်းပြောဆိုကြပါတယ်။ပရွက်စိတ်တွေမှာလည်းစိုက်ပျိုးရေးလုပ်သားဆိုပြီးရှိပါတယ်။တချို့ပွရွက်စိတ်မျိုးစိတ်တွေဟာမှုတွေကိုစိုက်ပျိုးပြီးစားတောက်ကြပါတယ်။ဥပမာလစ်ကတ်တာအန်လို့ခေါ်တဲ့ပရွက်စိတ်မျိုးစိတ်တွေဟာအရွက်တွေကိုဖျက်ယူပြီးအုံထဲမှာမှုပေါက်အောင်စနစ်ကျစိုက်ပျိုးကြပါတယ်။တချို့ပရွက်စိတ်မျိုးစိတ်တွေဟာအခြားပရွက်စိတ်အုံတွေကိုတိုက်ခိုက်ပြီးစစ်တုံးပန်အနေနဲ့ရရှိလာတဲ့ပရွက်စိတ်တွေကိုသူတို့ရဲ့အုံအတွက်အလုသမားအဖြစ်အတင်းကျပ်အလုခိုင်းကြပါတယ်။ပရွက်စိတ်တွေမှာတန်လိုက်အာယုံခံစနစ်လည်းပါရှိပါတယ်။ဒီစနစ်ကိုအသုံးပြုပြီးပရွက်စိတ်တွေဟာလမ်းမှန်ကိုရှာဖွေနိုင်ကြပါတယ်။ဒါကြောင့်သူတို့ဟာအိမ်ပြန်လမ်းကိုအလွယ်တကူရှာတွေ့နိုင်ကြပါတယ်။ပရွက်စိတ်တွေရဲ့ထူးခြားချက်ကတော့သူတို့ရဲ့ကိုယ်လေးချိန်ထက်50စက်ထိလေးတဲ့အစာတွေကိုတည်ဆောင်နိုင်ကြပါတယ်။ဒါအပြင်သူတို့ရဲ့ဦးနှောက်ဟာအလွန်သေးငယ်ပေမဲ့အလွန်ထိရောက်တဲ့ဆက်သွယ်ရေးစနစ်နဲ့အလုပ်လုပ်ပုံတွေကလည်းအံ့ဩဖို့ကောင်းလွန်းပါတယ်။ဒီလောက်ဆိုရင်သေးငယ်တဲ့ပရွက်စိတ်လေးတွေရဲ့ကြီးမားလာတဲ့လောကကြီးအကြောင်းနဲ့လှုပ်ဆောင်ချက်တွေကိုသိရှိပြီးဖြစ်လောက်မှာပါ။အဆုံးထိကြည့်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။ဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင် like and share လေးလုပ်ထားခဲ့ပါ။ကျွန်တော်တို့ရဲ့တုဒ္ဒဆုံ channel လေးကစိတ်ဝင်စားစရာတွေကိုတင်ဆက်ပေးနေတာကြောင့် subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့နော်။နောက်ဗီဒီယိုမှာတွေ့ကြမယ်နော်။